ကဲဒီနေ့မိုင်းခွက်လေးပါလေးဝင်ဆုံးလိုက်ပါဦးဟမ်ဟာငါဘာလို့ကောင်းကင်ပေါ်ရောက်နေရလဲဟာဘာငါတို့ပါဒီဟာရောပါလေဘာပဲဖြစ်ဒါတော့မလာပါဘူးဖြိုးလိုက်ပါဦးမယ် wait what ဟာဘယ်လိုဖြစ်သွားလဲဟာအဲ့လိုမင်္ဂလာပဲဒီနေ့မှာတော့ one block ဟာကိုစော့မှာပဲဒီပါတယ်ခု one block စော့ပြမှာဖြစ်ပါတယ်အခုလိုက်ပြီးတော့ကြည့်ရှုပေးကြပါအောင်โอเคအခုလောလောဆယ်ကတော့duck 5တုံးရယ်တစ်သား5တုံးရယ်ပြီးတော့ chest တစ်လုံးကတော့ဒီထက်တွေ့ရပါတော့ဒီကကျတော့ဘယ်လောက်ဖြိုမပြတ်ပါဘူးကြည့်နေပါကျွန်တော်လုပ်ပြမယ်ပါလိုက်က clear ပါဘယ်လောက်ဖြိုမပြတ်ဘူးเนาะဒီကအရင်မိုက်တယ် oh my god ယုံလေးတောင်ပဲရောက်သွားဖာယုံတေးဝိုင်းလာမသိဘူးတနာစရာလေးတော့တအားမြန်တာဟုတ်ကဲတူးရမယ်နေရာချဲဖို့အတွက်ပါโอเคတူးတာတော့ခဏကြော်လိုက်ပါမယ်ဘာဖြစ်လဲဆိုတော့ရမ်းကြောင်ရတယ်ပြိသက်တွေပြင်းနေမှာဆိုလို့ပါ oh wait ဒီမှာ chest လုံးထပ်တွေ့ပြန်ပြီခဏလေးဘာတော့ trade လို့သိမရှိပါဒီပန်းနေပဲဒီကပန်းနေကဘာလို့မို့လဲတော့မသိအလားစိန်မို့လားဘာလို့မို့လဲတော့မသိခဏပေးရပါတော့ chest ကတော့မလိုက်ပါဘူးကဲအခုကတော့တစ်တုံးနှစ်တုံးနဲ့ဒါဆက်လေးတုံးမကျန်တော့ခုနကတော့ပေါ့နော်ဒီနားလေးကိုလीကဲ့ရင်ဆိုပြီးအမှချက်မဲဆိုပြီးလှုပ်လိုက်တော့ဝီးဆိုပြီးအောက်ပြကြသွားတယ်အမှပစ္စည်းတွေအကုန်ပြောက်သွားတယ်ပေါ့နော်အားလုံးနဲ့ထိုက်ကြည့်ရှုကြရပါမယ်ဆော့လိုက်တာနေတောင်ထွက်နေပြီပေါ့နော်ခုနေတောင်ထွက်နေပြီဆိုတူးမယ်မြို့ကိုချက်ထွင်ရမယ်ပေါ့နော်โอเคရပြီခဏလေးတေချာကူးဆိုင်ရပါတယ်ဒီပါဆန်းဆိုင်မျိုး yes okay on yes ငါတုံးလေး block လေးဟာသွားပါပြီဒီထိုင်ပါပြီးလေရနေတာပဲတက်တောင်းလေးခောက်မယ်โอเคဒီထက်နေပြီးတော့3 cm လဲထွက်ချင်ထွက်မှာပဲနောက်ကျရင်3 cm ပါတယ်ပေါ်များလာလို့ရှိရင်အဲ့ဒါတက်ပြီးတော့စားရမယ်မဟုတ်ပါဘူးစားရပါyo what's up oh my god တော်တရားဘကတီလေးပဲလို့ရโอเคထပ်တူးမယ်မြေနေရာချက်တွင်ရမယ်အဓိကမြေကျဲဖို့ပဲရေးကြည့်တာအဲ့မှာပြီးမှအိမ်လေးတစ်လုံးလောက်ဆောက်ရမှာပေါ့နော်ဟာဟဲ့ရမတရားဘူးလေ oh my god တရားဦးလေအဲ့ဒါကြတော့ခုပြုတ်ကြနေရနှစ်ခါလောက်ရှိပြီခင်ရဘာမှတော့မလုပ်ရသေးဘူးโอเคတူးရမယ်ဒါလေးကိုခဏကြုံမရသေးဘာဖြစ်လဲဆိုတော့ဒါထိုင်တူးနေတာကတော့အရင်ပြင်းစရာကောင်းတယ်ပေါ့နော်ကဲအဲ့လိုပြောလိုက်တာမှမကြားသေးပါဘူး chest လုံးထပ်တွေးပါတယ်โอเค chest တစ်လုံးယူပါပဲโอเคဒါအဓိကပန်းနေပေးတာ तू ကဘာလို့မပေးတာလဲတော့မသိဘူး wait what ဘာဖြစ်သွားလဲ oh level 2ဖြစ်သွားဟာဟုတ်တယ်မလားဒါ cobblestone ပြအဲ့ဆိုရင် diamond တွေပါလေပြောင်းနိုင်တာပဲเนาะဘယ်လို့မှလည်းပြောနိုင်တာမဟုတ်ဘဲနဲ့အဲ့တော့တူးမယ်ပေါ့နော်တစ်သားပစ်ကတ်နဲ့ special တူးမှာဟုတ်ကဲ့ cobblestone နေအိုးအာယုံပြောင်းသွားဟာ yes အာယုံပစ်ကတ်လုပ်လို့ရမယ်ထင်တယ်အိုးအာယုံနေပဲခိုးပြောင်းသွားပြန်ပြီခိုးရတော့ရတယ်ခုနကတော့အာယုံတုံးကမြားလိုက်ပြီကွာ cobblestone ပစ်ကတ်နဲ့မှရမှာခုနကတော့အာယုံကအဲ့ဆိုရင် cobblestone ပစ်ကတ်လေးတစ်ခုလုပ်မယ်cobblestone ပစ်ကတ်ငါ crafting ဒီပါပြောရသေးတယ် cobblestone ပစ်ကတ်လေးတစ်ခုယူမယ်အဲ့ဆိုရပြီခိုးနဲ့မီးတိုင်လေးတစ်တိုင်လုပ်ရမယ်โอเคမီးတိုင်4တိုင်တော့ရပြီဟုတ်တယ်မလားညားကြတယ်အမအဲ့ညားကြရမ်းမောင်နေကွာ
ကိုကအဲ့လိုမျိုးတူးနေနေတဲ့တခါမတွေးတော့ခါကျရင်အဲ့လိုမျိုးဇွန်ဘီတွေပါစပွန်းလာရင်လည်းအဲ့လိုမျိုးဖြစ်တယ်လေโอเคချက်တော့ဒီထဲမှာโอเคဖုန်းငါဖုန်းကဘာလုပ်လို့ရမလဲအော်ခွေးတွေပါထွက်လာရင်တော့လုပ်လို့ရမှာโอเค cobblestone iron အဲ့လိုဘက်ကလေးတခုလုပ်လို့ရပြီထင်တာပဲငါတော့တူပဲရှိသေးတယ် iron ခုနကတော့တုံးကမရလိုက်ဘူးလားအဲ့ကြောင့်မို့โอเค diamond please diamond တက်သားပြန်ပြောင်းသွားပြီဘာဖြစ်သွားโอเค iron yes ဒီခါဆိုလုပ်လို့ရဘက်ကလေးဘက်ကတခုလုပ်လို့ရမယ်ထင်တာပဲဒီ iron ကိုကြိုးရအောင်မှာဟုတ်တယ် oh yeah ဒီ iron နဲ့ဘာလုပ်လို့ရမလဲဘာလုပ်လို့မရဘူးဆိုတော့ iron ကြိုးဖို့အတွက်ဒါလေးတုံးလို့မယ်